ကဲဘာတွေအားလုံးမင်္ဂလာပါကဲဒီနေ့20ထွက်သွားတယ်เนาะမနေ့ကဆရာမနေ့ကမထိလိုက်ဘူးเนาะညနေအတွက်ဆရာတေချာတော့ပေးထားပါတယ်ဒီနေ့ညနေအတွက်ဆရာတက်တဲ့အကွက်23ကွက်တဲပဲထိုးပါ23ကွက်ထိုးပေးထားပါတယ်တော့ပေးထားပါတယ်ကဲဆရာရဲ့ညနေခင်းထွက်မယ်အကွက်ကလေးတွေဘာဖြစ်မလို့ဆိုတာမျိုးဆွေတို့ channel လေးကိုဝင်ကြည့်ပေးပါเนาะကဲပြီးတော့ဒီကျွန်တော်ရဲ့ဒီ23ဘွက်ကိုအားစရာမလိုပါဘူးထဲပဲထိုးပါနော်ဘော်ဒါတွေကဲထဲပဲထိုးပါစားတိုးပဲလိုက်ရပါမယ်ကဲအားဆိုရင်23ဘွက်ကတော့ဒီမှာပါ6ခွန်60 63 64 65 80ခွန်1 90 1နှစ်10နှစ်3နှစ်4နှစ်5ခွန်3နှစ်8 1 4 1 5 1 8 9ခွန်4 9နှစ်90 9 4 9 8 9ခွန်8နော်23ဘွက်ပါကဲဘော်ဒါတွေပေါက်ပါစီဗျာကျွန်တော် channel လေးကိုလည်း subscribe လုပ်ထားပေးကြပါကျေးဇူးတင်ပါတယ်